Hello အားလုံးမင်္ဂလာပါဒီနေ့ကကြတော့ day 2အနေနဲ့ဖတ်ပြမှာပဲဖြစ်ပါတယ်အဝင်းနဲ့အတူတူလိုက်ပြီးတော့ဖတ်ကြအောင်ပေါ့နော်အဝင်းလဲဒီစာအုပ်ကိုအဝင်းကအလွတ်ချက်မှတယ်ပေါ့နော်အလွတ်မချက်မှရင်တောင်မှအတီလိုမျိုးအလွတ်နီးပါးရအောင်ပေါ့နော်မြန်လေးထပ်ဖတ်ပြီးတော့ဆိုထားပါတယ်အဝင်းနဲ့အတူတူလိုက်ပြီးတော့ဆိုကြအောင်ပေါ့နော် let's go ဒီနေ့ကကြတော့ May I know your plus now May I know your plus now your plus now main ရဲ့ now ထည့်ရပါမယ်ကိုလာမှာပြီး May I know ဘာရစေပေါ့နော်သိပြစေအဲဆိုရင် main ရဲ့နာမည်ကိုသိပြစေ May I know your name May I know your name main ရဲ့စာတိမျိုးသိပြစေ May I knowဒီမှာဆိုရင် name နေရာမှာ May I know your hometown May I know your hometown မင်းရဲ့အသက်ကိုသိပြစေ May I know your age May I know your age မင်းရဲ့ရည်မှန်းချက်ကိုသိပြစေ May I know your ambition May I know your ambition မင်းရဲ့ဒေတာပေါ့နော် religion မင်းရဲ့ဘာသာရေးပေါ့နော်ကိုသိပြစေ May I know your religion May I know your religion မင်းရဲ့မျိုးနွယ်ကိုသိပြစေ May I know your race May I know your race မင်းရဲ့ဖုန်းနံပါတ်ကိုသိပြစေ May I know your phone number May I know your phone number မင်းရဲ့လက်စာကိုသိပြစေ May I know your address May I know your address မင်းရဲ့လောက်ကန်ကိုသိပြစေ May I know your occupation May I know your occupation မင်းရဲ့နာမည်ပြောင်ကိုသိပြစေ May I know your nickname May I know your nickname မင်းရဲ့အမြင့် May I know your height May I know your height မင်းရဲ့ဝါဒနာ May I know your hobby May I know your hobby မင်းရဲ့မွေးနေ့ May I know your birthday May I know your birthday မင်းရဲ့ကိုယ်အလေးချိန် May I know your body weight May I know your body weight ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ် bye bye